Hello အားလုံးပဲမင်္ဂလာပါခင်ဗျာမတွေ့ရလဲကြာပြီเนาะဒီနေ့ကတော့အမေရဲ့ဒိန်ချင်းကြက်သားချက်နဲ့ပဲဟင်းလေးနဲ့ချမောင်ကျော်လေးနဲ့ကြီးမနန်ဝယ်လာတဲ့အကျော်စုံလေးနဲ့စားမှာဖြစ်ပါတယ်ခင်ဗျာပြောဒီမှာဗားချောင်ကျော်လေးလည်းပါသေးတယ်ကဲကျွန်တော်စားလိုက်ပါဦးမယ်ပဲဟင်းလေးနဲ့ဆန်းပြီးတော့တော့ကြက်သားကိုမှဒိန်ချင်းအနှစ်လေးနဲ့နှက်ထားတာဆိုတော့အသားလေးကနူးဤပြီးတော့လေဟိုဘယ်လိုပြောရမလဲကျွန်တော်ပုံမှန်ချက်တဲ့ကြက်သားဟင်းအနှစ်အနက်အရသာမျိုးမဟုတ်ဘဲနဲ့ပြောင်းသွားတာပါဗျာမှုမွှေးလေးနဲ့ပို့ပြီးတော့လေပြောရတော့ဒရွေးမျိုးရှာနေရတယ်အဲ့လိုပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးအဲ့ထက်ပြောရင်တော့အရန်ကွန့်ရကြာသွားမှာဆိုလို့အရန်တော့မပြောတော့ဘူးเนาะကဲစားလိုက်ပါဦးမယ်ဒါညနေစာမကြညစာမကြလေးပေါ့နော်ခုမှပြန်ရောက်တာဆိုတော့ဒါရှယ်ကြသားလေးနဲ့အမျိုးလေးကောင်းနေရောပြန်မတက်လုံးလေးစစ်တက်ပြီးတော့ဘဲဥလေးထက်ကြော်တာကောင်းလုံးဝလည်းမပြောင်းပါဘူးကြီးမနာရအကျော်ကဒီအချင်းကအသက်လုံးဝအသက်ကျော်ထဲမှာမျိုးသေးလေးနဲ့ကြက်သွန်ပြူရဲ့အဲ့လိုမျိုးထောင်းထည့်တာမှုေးပြီးတော့ညှမ်းထားအောင်တော်သားဟင်းကစိမ့်စိမ့်နေနေတယ်တော်တော်စားကောင်းတယ်အဲ့လိုစိမ့်စိမ့်နေတဲ့နေထားထမင်းအောင်မှာချမောင်ကျော်ချင်းဆက်ကျော်လေးရဲ့ချင်းဆက်တယ်လေအဲ့ဒီဟာလေးနဲ့ပေါင်းပြီးဝါရရတာဘယ်တော့ကောင်းမစမ်းစားကြည့်ရင်ရွေးအဲ့လိုမခွနဲ့တောက်တော့မှာရှယ်အားရထမင်းအလုပ်စားစားထည့်လိုက်ခြင်းမှာချမောင်ကျော်ရဲ့အချင်တက်ကအရင်ထွက်လာအဲ့လိုနဲ့ဝိုင်းနဲ့ကြက်သားလေးကိုင်းမိလိုက်တဲ့ချိန်မှာကြက်သားရဲ့ညိုးဤရဲ့အရသာရယ်ကြက်သားလေးကထည့်ထားတဲ့ဒိန်ညိုးပါတော့အမွှေးတယ်လေးထွက်လာတော်ကောင်းမယ်ပဲဟင်းရလဲအာလူးရယ်ခရမ်းသီးရယ်ကိုစိတ်ပြီးတော့ထည့်ထားကောင်းမှာကောင်းစိတ်နေโอ้ကောင်းနေရဲ့
သူ့ရလာလေဘယ်လိုပြောရအိုးကောင်းတယ်ကဲနောက်ဆုံးပဲအိတ်နဲ့လွယ်မယ်မောင်ကျော်လေးနဲ့မောင်ကျော်မြစ်တုံးလေးတွေနဲ့ကျော်ရမှာမြစ်တုံးလေးရစကောင်းတော့တင်နေတယ်မှာခင်ဗျာဘလော့လေးမတင်နဲ့မတင်တာလေးကြာပြီဆိုတော့ဒီဘလော့လေးကိုတင်ခွင့်ပြုပါခင်ဗျာနောက်များမှာလည်းကျွန်တော်အမေရဲ့ဘလို့ special ဟင်းနေရာကြီးနဲ့စားပြအောင်လဲဆိုတော့ဆက်လက်ဆောင်များပေးကြပါဦးခင်ဗျာကြည့်ရှုပေးရရောက်ချင်းစီတိုင်းနေကောင်းကြမှနိုင်ကြပါစေဘေးအန္တရာယ်ပေါင်းမှာဝေးကွာနိုင်ကြပါစေခင်ဗျာကျေးဇူးများတင်ပါတယ်ခင်ဗျာတတာ